အားလုံးပဲမင်္ဂလာပါဆိုတော့ exercise number 7ကိုဆက်လက်ပြီးတော့တွားရအောင်အဲ့တော့ဒီ exercise number 7ကိုဆက်မတွားခင်မှာရမိုင်းသင်္ကန်းသမဆရာသင်ခဲ့တယ်အဲ့တော့ rule number 1ကနေပြီးတော့ rule number 12အထိကိုဆက် theory ရအသေးစိတ်အကျယ်တဝင့်သင်ခဲ့ပြီးအဲ့ဒါလေးကိုဆက် theory ရအားလုံးသဘောပေါက်ထားဖို့လိုပါတယ်အဲ့ဒီမှာဒီကောင်းကိုဆက်တော့အောက်မှာပေးထားတဲ့ number 1နဲ့ number 2ကိုဆက်တော့ simplify ဆိုတာအရိုးရှင်းဆုံးပုံစံဖြစ်အောင်ရှင်းခိုင်းတာဖြစ်ပါတယ်အဲ့မှာ number 1ပေးထားတာက a + ab + a b ဘာ c လို့ပေးထားတယ်အဲ့တော့ဒီမှာကြည့်လိုက်ပါဒီထဲမှာဆိုတော့ဒါမှလည်း A ပါတယ်ဒါမှလည်း A ပါတယ်ဒီမှာလည်း A ပါဒါဆိုလို့ရှိရင် A တွေပါနေတဲ့ခါမှာအဲ့ဒီ A ကိုပုံထုတ်လိုက်မယ်အဲဒီမှာ A ကိုပုံထုတ်လိုက်တဲ့ခါမှာဒီမှာ A ပုံထုတ်တဲ့ဆိုဒီကောင်1ကျန်မယ်1ဒီ AB တွေက A ကိုပုံထုတ်ရင် B ကျန်မယ်ဒါပြီးသွားတဲ့ခါမှာဒီဆိုတော့ A B ဘာ C ကနေ A ပုံထုတ်တဲ့ခါမှာဒီမှာ B ဘာ C ကျန်မယ်ဟုတ်ပြီအဲ့ဒါပြီးတော့ခါမှာဒီကောင်ဒီမှာပြန်အောက်ကပြန်ကူးထားတာဖြစ်ပါတယ် A * 1 + B + B ဘာ C ပေါ့အဲ့တော့ဒီမှာဆိုတော့ဗာလဲဆိုရင်ဒီမှာ B + B ဘာ C ဟာဒီကောင်လေးကိုဆိုတော့ rule number 11ကိုသုံးပြီးတော့ပြောင်းမယ်ဒါပေမဲ့ rule number 11ကဘာပြောခဲ့လဲ rule number 11ဆရာပြောခဲ့တာက rule number 11ဒီအဲ့တော့ a + a ဘာ b ဆိုလို့ရှိရင်အဲ့တော့ a နဲ့သူ့ရဲ့ဆန့်ကျင်ဘက် a ဘာဒီမှာဆိုတော့ပါနေတာ a + a ဘာ b ဆိုလို့ရှိရင်ဒီမှာရှိတဲ့ a ပြန်ရမယ်ပြီးတဲ့ခါမှာ + b ဖြစ်သွားမယ်ဒီမှာရှိတဲ့ b a + b ရမယ်ဒါ rule number 11ကသင်ခဲ့ပြီအဲ့ဒါလို့ပါဒီမှာရှိတဲ့ခါမှာ b + b ဘာ c ဒီမှာဒီကလည်း b + b ဘာ c လို့ပြောလိုက်တဲ့ခါမှာဒီမှာ b + နဲ့ b ဆိုရင်ဒီကောင်က b ရမယ်ဒီဘက်က c ကျန်တယ် b + c ပြန်ရမှာအဲ့ဒီမှာဆိုတော့ b + b ဘာ c ဆိုလို့ရှိရင် b + c လို့ဖြစ်သွားပါတယ်ဒါဒီဆရာတို့ဒီမှာ rule number 11ကိုသုံးလိုက်တာပါဒါကိုမျက်စိထဲမှာမြင်ထားမယ်အဲ rule number 11ကိုဆရာသုံးလိုက်တယ်ဒီထိရသွားပြီအဲ့ဒီဘက်ကြည့်လိုက်ထပ်ကြည့်လိုက်တဲ့ခါမှာ1 + b အဲ့ဒီ1 + b ကိုဆရာ rule number 2ကိုသုံးမယ်အဲ့တော့ rule number 2ကဘာလဲဒီမှာ rule number 2ကဆရာဘာပြောထားလဲဆိုလို့ရှိရင် a + 1ဆိုလို့ရှိရင်1ပဲပြန်ရပြောခဲ့တယ်ဒီမှာခုကဒီမှာဆိုတော့ဒါဒီ b + 1ပုံစံဖြစ်နေတာ b + 1ဆိုရင်ဘာရမလဲ1ပဲရမယ်ဒါဆိုရင်1 + b ဆိုရင်ဒီမှာ1ပဲရပါတယ်ဗျာအဲ့တော့အဲ့လိုဖြစ်သွားတဲ့ခါမှာဒီမှာ1 + c ပဲအဲ့ဒီ1 + c ကိုလည်း rule number ဒီ1 + c ကိုလည်းဒီ rule number 2ထပ်သုံးပါပဲအဲ့တော့1 + c ဆိုတာ c + 1 * 2ပဲဒီမှာဆိုပါရ1ပဲပြန်ရမယ်အဲ့တော့1 + c ဆိုရင်လည်း1ပဲပြန်ရပါတယ်ဗျာအဲ့တော့ဒီမှာဆိုတော့ a * 1ဖြစ်သွားတယ်အဲ့တော့ဒါ rule number 4ပြန်သုံးမယ်အဲ့တော့ဒီမှာ rule number 4ကဘာလဲ rule number 4ကကြတော့ဒီမှာ a နဲ့1နဲ့မြောက်ရင် a ရတယ်ဒီလိုပါပဲဒီမှာ a နဲ့1နဲ့မြောက်တဲ့အခါမှာ a ရတာဖြစ်ပါနောက်ဆုံးသူ့ရဲ့အရိုးရှင်းဆုံးပုံစံကကျတော့ဖြစ်သွားတဲ့ပုံစံကဒီမှာဆိုတော့နောက်ဆုံးအနေနဲ့ဒီကောင်ရှင်းလိုက်တဲ့အခါမှာရပါတယ်အဲ့တော့သိရမှာကဒီနေရာလေးမျိုးဆရာတို့ကနေပြီးတော့ဒီနေရာလေးကနေပြီးတော့ဒီကောင်လေးဖြစ်သွားတယ်ဆိုတာ rule number 11ကိုသုံးလိုက်တာပါအဲ့ဒီမှာ1 + b ကနေပြီးတော့ကျတော့1ဖြစ်သွားတယ်ဆိုတာ rule number 2ကိုသုံးလိုက်တာပါ1 + c ကနေပြီးတော့1ဖြစ်သွားတယ်ဆိုတာလည်း rule number 2ကိုပြန်သုံးလိုက်တာပါa * 1က a ဖြစ်တယ်ဆိုတာက rule number 4ကိုသုံးလိုက်တာပါဒါရယ်ဆိုတော့အရင်ပိုင်းသင်ခန်းစာမှာ rule တွေအကြောင်း theory အသေးစိတ်သင်ခဲ့ပြီးပြီနော်ပြီးနံပါတ်ဆိုတော့နံပါတ်2 a ဘာ + b * c + abc အဲ့ဒီမှာဆရာကြည့်လိုက်တဲ့အခါမှာ dc ကဒီထဲဝင်မြောက်တယ်ဝင်မြောက်တဲ့အခါမှာ a ဘာ c + bc abc ပေါ့အဲ့ဒီမှာ c ပါတယ်ဒီမှာ c ပါတယ် c ပါတယ်အဲ့ဒီ c ကိုပုံထုတ်တဲ့အခါမှာ a ဘာ + b + ab လို့ကျန်တာဖြစ်ပါတယ်အဲ့လိုကျန်ဒါ c ကိုပုံထုတ်တာဒါ c ကိုပုံထုတ်ထားတယ်အဲ့တော့ဒီမှာဆိုတော့ b + ab ကဘာလဲ rule number ဆိုတော့ဘာလဲတန်းကိုဆရာပြန်ကြည့်လိုက် rule number တန်းမှာဆို theory သင်ခဲ့ပြီးပြီ rule number တန်းမှာဆိုရင် a + ab ဆိုလို့ရှိရင်တူနေတဲ့ a လေးပဲပြန်ရတယ်ဒီမှာ a + ab ဆိုရင်တူတဲ့ a ပြဒီမှာလဲဆိုတော့ကြည့်လိုက်လေဖြစ်တာကဘာလို့ဖြစ်သွားလဲ b + ba ပုံစံဖြစ်ဒါဆိုလို့ရှိရင်ဒီမှာအဲ b နဲ့ b နဲ့တူတယ်ဆိုလို့ရှိရင်ဒီဘက်က a ပဲဆိုတော့ဘာရတူတဲ့ b ပဲပြန်ရမှာတူတဲ့ b ပြန်ရတယ်အဲဒီမှာ a + ab ဆိုရင်ဒီတူတဲ့ a ပဲပြန်ရတယ်လို့ b + ab ဆိုရင်လည်းတူတဲ့ b ပဲပြန်ရပါတယ်အဲဒီနောက်ဆုံးအနေနဲ့ c * a ဘာ + b ဆိုလို့ဖြစ်သွားတာဖြစ်ပါတယ်ဒါဒီ exercise number 7ရိုးရှင်းသောပုံစံဆိုတော့ပြောင်းလိုက်တာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်နားလည်ထားဖို့လိုပါတယ်အဲ့တော့ဒီလောက်ပါပဲเนาะ